ဒီရဲ့ page လေးမှာအကြားအဆုံးစကားကိုပြောပါဆိုရင်ဈေးသက်သာတယ်ဈေးတော်တယ်လို့အပြောများကြတယ်ပေါ့နော်အဲ့လိုမျိုးလေးခဏပြန်ကြားရတယ်အဲ့တော့လေမတို့ပြောချင်တာပုံမှန်ရောင်းနေကြဈေးထက်ကိုဈေးလျှော့ရောင်းတာလည်းမဟုတ်ဘူးပေါ့နော်ကိုလိုချင်တဲ့အမြတ်တစ်ခုကိုရနေလို့ဒီဈေးကြီးနဲ့ရောင်းနေတာဖြစ်တယ်ပြီးတော့လို့ရှိရင်online ရပဲရောင်းနေကွယ်စိုင်ကန်းနေမရှိဘူးအဲ့တော့ကိုကစိုင်ကန်းကတက်တာတယ်ပြီးဝန်ထမ်းမရှိဘူးစာဖြေတဲ့လူပါဆယ်ထုတ်တဲ့လူအားတယောက်တည်းပဲလုပ်တာအဲ့တော့စိုင်ကန်းကမရှိဘူးဝန်ထမ်းကမရှိတာဖြစ်တဲ့အတွက်အဲ့ဒါတွေကြောင့်အဲ့ဒီစရိတ်တွေမရှိလို့ဈေးကလည်းတက်တာဖြစ်တယ်ပေါ့နော်ပကိုးမာကိုပဲတချို့စိုင်ကန်းနဲ့ရောင်းတဲ့သူတွေဝန်ထမ်းတွေခေါ်ရတဲ့သူတွေဆိုလို့ရှိရင်သူတို့ဒီအတုံးစရိတ်တွေကြောက်ပေါ့နော်ကိုယ့်ထက်ဈေးများတဲ့လူလည်းရှိတယ်လို့ကိုယ့်ထက်ဈေးပိုပြီးတက်တာတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဈေးလျှော့ပြီးတော့ရောင်းနေရလည်းမဟုတ်ပါဘူးရှင်ပစ္စည်းလေးတွေကတော့ယုံကြည်နဲ့အားပေးလို့ရပါတယ်ရှင်